ရက်စန်းလျော်ကြေးပေးချန်ရန်ချိုမင်းဒီနဲ့လျော်ကြေးမပေးရင်ငါ့ကိုပေါ်ကနေကြိတ်သွားလိုက်တော့ငါရဲ့ဂျုံခုနှစ်အေးကကိုဒီလိုပုံစံဖြစ်အောင်ရိတ်ထားပြီးမှမင်းကထွက်သွားချင်သေးတာလားဦးလေးများကြီးစုံခင်ဗျားဒါပါလို့တာလဲကျွန်တော်ပြိတ္တာနည်းနည်းနေလိုက်ရင်ခင်ဗျားပြီးအောက်ရောက်သွားပြီငါ့ကိုလျော်ကြေးပေးငါဒီနေ့မထပ်ဘူးခင်ဗျားအရင်လိုက်ပါစကားကိုမတက်ရက်ပြီးပြောပါခင်ဗျားပြီးနားမှာသွားထိုင်နေတော့တကယ်ရေးဖြစ်ရင်ဘယ်လိုလုပ်မလဲဒီလက်ကွက်တွေနဲ့ငါ့ကိုလာမလုံးနဲ့မင်းကအိမ်ကဂျုံတွေကိုဖျက်ဆီးပြီးကားနဲ့ထွက်ပြေးဖို့များကြံနေသေးတာလားဘယ်တော့မှမဖြစ်ဘူးလျော်ကြေးပေးပိုက်ဆံမရမချင်းဆက်ကိုလုံးဝမဆက်နိုးရဘူးဦးလေးများကြီးစုံမရိတ်ခင်တုန်းကဒီမြေကငါအေးကကြော်တယ်လို့ခင်ဗျားပြောတာလေကျွန်တော်တိုင်းကြည့်တော့ခုနှစ်အေးကနီးပါးရှိနေတယ်ခင်ဗျားကလက်မခံပဲမိုးမရွာခင်အပြေးလွှာရိတ်သိမ်းဖို့ပဲတွေးနေတာခုနှစ်အေးကဆိုတော့960ရွမ်ပဲတပြားမှမလျှော့ရဘူးဆက်ကိုဘယ်မှမသွားခိုင်းနဲ့မင်းကငါအေးကကြော်တယ်လို့ခုနှစ်ကပြောပြီးသားမဟုတ်လားအတော်လဲတရားနဲ့အညီပြောပါဦးရိတ်တော့6အေးကရော်တော့ခုနှစ်အေးကအဲ့ဒီလိုတွက်လို့ဘယ်ရမလဲဟုတ်တယ်လေဒီမြေကြီးကသူ့လိုကြီးလာတာလားခဏနေငါအေးကခဏနေခုနှစ်အေးကဖြစ်နေတယ်ကျူဖူးကွေးမင်းပါကိုရဲနေတာလဲမင်းအိမ်ကြုံတွေမြေကြီးပေါ်ကြွေကြတာမနာဘူးလားအတော်ကွေးရှမ်းဆက်ခါကိုတော့နည်းနည်းပဲလျှော့ပြီးတောင်းတယ်လျော်ကြေးကြတော့အများကြီးတောင်းတယ်ဒီစကားကိုဘသူကြားအဆင်မပြေဘူးလေပြင်ပကစက်သမားဘက်ကနေဝင်မပြောနဲ့ဒါငါအိမ်ကိစ္စပဲမင်းဝင်မပါနဲ့ငါကပြင်ပလူဘက်ကဝင်ပြောတာမဟုတ်ဘူးတရားတဲ့ဘက်ကပြောတာအတော်ကွေးရှမ်းပါလို့ဒီလောက်တောင်ခက်ထန်နေရတာလေတောင်သူတွေကြုံဆိုင်ရတာလွယ်တာမဲ့လို့ယာတီဦးတို့ကလည်းပြောင်းတော့မယ်ရိတ်เสียကြုံတွေအများကြီးကြံသေးတယ်ခင်ဗျားတစ်ဖက်လက်လျှော့ပေးပြီးအားလုံးကိုအမြန်ဆုံးရိတ်သိမ်းခွင့်ပြုလိုက်ပါတော့လားဦးလေးတော့ကျွန်တော်တစ်ဖက်လက်လျှော့ပေးလို့ရပါတယ်ဒါပေမဲ့လူတွေကကျွန်တော်ကိုအပြစ်တင်ဆွဆွဲတာကိုတော့လက်မခံနိုင်ဘူးနောက်ထပ်အင်ချေနှင်းငယ်ရဲ့ကြုံတွေကကျွန်တော်ကိုစောင့်နေတယ်ဆိုတာလဲကျွန်တော်သိတယ်ယာတီဦးတို့ကလည်းလူကိုမစောင့်ဘူးလေဒါပေမဲ့အပြင်မှာတအီးကကို100ယွမ်အထိဈေးပေါက်နေပြီးလဲကျနေတဲ့ကြုံဆို150ယွမ်အထိပေးရတယ်ကျွန်တော်ကရှိဟဲရွာအတွက်တအီးကကို80ယွမ်ပဲယူတာခင်ဗျားမြေကခုနှစ်အေကနီးပါးရှိပေမဲ့6အေကပဲတွက်ပေးမယ်6အေကအတွက်လောက်အားခ480ယွမ်ကိုကျွန်တော်မတောင်းတော့ဘူးခင်ဗျားပြောတဲ့ကြုံစည်းကြွေကြတာအတွက်ရော်ပေးတယ်လို့ပဲသဘောထားလိုက်မယ်ဒါနဲ့တင်ပြီးပြီလေဒါပေမဲ့အခုတေးကချင်းအတွက်ပိုက်ဆံပါထပ်တောင်းနေသေးတယ်အတော်ဒါတရားတာမဟုတ်ဘူးလူကိုတက်တေအောင်တွက်ချက်နေတာပဲဘယ်သူကမင်းကိုတွက်ချက်နေလို့လဲမြေကြီးပေါ်မှာကြုံတွေဘလောက်တောင်ကြွေကြနေလဲဆိုတာကြည်စမ်းအဲ့ဒါစားစရာတွေမဟုတ်ဘူးလားငါရဲ့ချွေးနဲ့ရင်းပြီးစိုက်ပျိုးထားတာလေခင်ဗျားရဲ့ဒီမြေကလဲကျနေတဲ့နေရာလဲရှိတယ်မြေကြီးကလည်းဆူဆွနေတဲ့ကြုံပင်တွေကဓာတ်သွားမှာပတ်မိရင်ဘလောက်ပဲတည်ငြိမ်နေဆက်ဖြစ်ပါစေအစိဆန်လေးတွေတော့ကြွေကြမှာပဲဒါကိုပုံမှန်အလေလွင့်လို့ခေါ်တဲ့အလားဟဘဖြုံးတီးတာမဟုတ်ဘူးရန်ချိုကခင်ဗျားရဲ့အခင်းဆုံးအထိတေချာရိတ်သိမ်းပေးခဲ့တာပဲလန်ချန်ဟိုင်းမင်းကငါအတွက်ရိတ်ပေးတာမှမဟုတ်တာမင်းပါတီလို့လဲငါကိုယ်တိုင်ဆက်မောင်းလာတာဆယ်စုနှစ်နဲ့ချီပြီးလဲကျနေတဲ့ကြုံကိုရိတ်ရတာအခက်ခဲဆုံးပဲအဲ့ဒီလောက်တော့ငါလဲကြည့်တတ်တယ်ခင်ဗျားတို့ကတတိုက်တဲပဲဘာပဲဖြစ်ဖြစ်ဒီနေ့ရော်ကြီးလုံလောက်မပေးရမချင်းကားကိုဘယ်မှမသွားခိုင်းဘူးရန်ချိုမင်းပဲရောက်ပြီလဲငါတို့ရွာကအိမ်တွေအားလုံးမင်းကိုစောင့်နေကြတယ်ယာတီဦးတို့ကဒီလိုဖြစ်နေပြီးနောက်ကျရင်တကယ်မိုးရွာတော့မှကျွန်တော်ရဲ့ဆက်ကိုတားဆီးခံထားရလို့ပါခဏဆောင်ငါအခုချက်ချင်းဖြည့်ရှင်းပေးမယ်မြန်လုံးတော့ငါတို့အေးကတွေအကုန်တိုင်းပြီးပိုက်ဆံလဲပြင်ထားပြီး480ယွမ်လဲမတောင်းတော့ဘူးခင်ဗျားရဲ့မြေဆုံးရှုံးတာအတွက်ရှော့ပေးတယ်လို့သဘောထားပြီးကျွန်တော်ကိုသွားခွင့်ပေးပါသူများကလောက်အားခတောင်မတောင်းတော့ဘူးဆိုတော့တော်တင်းယုံတော်လိုက်ပါတော့နောက်ထပ်လူတွေလည်းကြုံရိပ်ဖို့စောင့်နေကြတယ်ယာတီဦးတို့ကလည်းပြောင်းတော့မယ်အားလုံးရဲ့ကြုံတွေကအခင်းထဲမှာရှိနေကြတာကျွမ်းကျင်ပညာရှင်ကိုတကယ်ရန်သူလို့ဖြစ်မသွားစေနဲ့မရဘူးမင်းတကယ်ဘယ်လိုလုပ်ချင်သေးတာလဲငါအိမ်ကခုနှစ်အေးကမြေပဲဆုံးရှုံးမှုအတွက်ရော်ကြေးပေးရင်ခုနှစ်အေးကအတိုင်းရော်ရမယ်တလက်မလေးတောင်ရော်လို့မရဘူးခင်ဗျားတို့ကတော့ငါအေးကလို့ပြောတာလေကျွန်တော်တိုင်းကြီးတော့မှခုနှစ်အေးကဖြစ်နေတာညှိနှိုင်းပြီးမှ6အေးကနဲ့တွက်ပြီးရိတ်ပေးခဲ့တာတအေးကစားပိုက်ဆံလျှော့ပေးပြီးသားပဲကြုံကြွေတာကပုံမှန်အလေလွင့်လို့ပြောတာကိုခင်ဗျားကရော်ခိုင်းလို့ကျွန်တော်လည်းလက်ခံတယ်ဒါပေမဲ့ခင်ဗျားကခုနှစ်အေးကလို့ပြန်ပြောပြီးခုနှစ်အေးကစားအတိုင်းရော်ခိုင်းနေပြန်တယ်ဦးလေးများကြီးစုံခင်ဗျားဒါအသက်နဲ့ရင်းပြီးပိုက်ဆံရှာနေတာပဲငါမှဘာရှိလို့လဲကြုံတွေဒီလောက်တောင်ကြွေကြသွားတာရှင်းပြချက်တစ်ခုတောင်းဆိုလို့မရဘူးလားကျွန်တော်ဒီနေ့ရှိဟဲရွာကိုလာတာကမိုးအုံနေတုံးကြုံတွေကိုအမြန်ဆုံးအများကြီးရိတ်သိမ်းပေးချင်လို့ပါဒါပေမဲ့အခင်းတိုင်းမှာဒီလိုပဲအရှုပ်အထွေးတွေရှာနေကြရင်နောက်ကကြံနေတဲ့ကြုံတွေအားလုံးမြေကြီးထဲမှာရေနစ်ကုန်တော့မှာပေါ့တရွာလုံးနဲ့လာမချောင်းနဲ့ငါအိမ်ကြုံအတွက်ပဲဂယုစိုက်တာကြုံစေးတွေကြွေကြသွားရင်မင်းကရော်ရမှာပေါ့ရတယ်ပေးလိုက်မယ်ငါ့ကိုသွားခွင့်ပေးတော့ဒီပိုက်ဆံကခင်ဗျားရဲ့ကြုံအတွက်ရော်တာမဟုတ်ဘူးလမ်းပိုးပေးရတာမရိတ်ချင်လဲမရိတ်နဲ့တော့ရှိဟဲရွာမှာခင်ဗျားတစီးထဲမှာမဟုတ်တာစောစောကလေးကပေးလိုက်ရင်ပြီးနေပြီဟာငါ့ကိုပြီးအောက်မှာသွားထိုင်ခိုင်းရအောင်မင်းဒီနေ့ရလိုက်တဲ့ပိုက်ဆံကတရွာလုံးရဲ့ဂုံတိတ်ခါကိုဆုံးရှုံးစေတာပဲဘယ်သူကိုလာချောက်နေတာလဲအတော်ကွေးရှမ်းဒီလိုဖြစ်ပျက်သွားတာဒီပိုက်ဆံကိုကန်ရတာရောစိတ်ချမ်းသာရဲ့လားအရန်စိတ်ချမ်းသာတာပေါ့ဒါသူပေးတင်တာလေရန်ချိုခဏဆောင်ဦးငါအိမ်ကြုံတွေလည်းမရိတ်ရသေးဘူးငါအိမ်ကမင်းပြောတဲ့အတိုင်းလုပ်မယ်အေးကကိုအရင်တိုင်းမယ်ပိုက်ဆံကိုအရင်ပေးမယ်မင်းမသွားနဲ့ဦးလေညီမလေးယူလန်ခင်ဗျားတို့အိမ်ကတရားနဲ့အညီပြောတတ်မှန်းကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ကစက်တစည်းထဲနဲ့လုံနေရတာရှိဟဲရွာဘက်ကစီကန်းချက်တွေကိုတေချာရှင်းရှင်းလင်းလင်းလုပ်ပြီးမှပဲကျွန်တော်ပြန်လာခဲ့မယ်အခုတော့ချင်းပေါ်ရွာကိုသွားရတော့မယ်ဒီတစ်ခါလူတွေကိုတကယ်ရန်သူလိုဖြစ်သွားစေတော့မှာမဟုတ်ပါဘူးနော်ရန်သူလိုဖြစ်တာတော့ဖြစ်သွားပြီပေါ့ဒါပေမဲ့လည်းတရွာလုံးမှာရိတ်စရာဆက်မရှိတော့လောက်တဲ့အထိဖြစ်သွားစရာမရှိပါဘူးအဲ့ဒီပြင်ပဆက်သမားကစက်အားလုံးကိုထိန်းချုပ်လို့ရမှာမဟုတ်ပါဘူးစက်ကိုတော့သူမထိန်းချုပ်နိုင်ပါဘူးဒါပေမဲ့ဒီအကြောင်းတွေပြန့်သွားရင်စက်သမားတွေအားလုံးကပြစ်နာဖြစ်မှာကြောက်သွားကြလိမ့်မယ်ဘသူကများငါတို့ရွာကိုရဲပြီးလာဝန်းတော့မှာလဲရန်ချိုငါအိမ်မှာကငါအေးကပဲရှိတာငါအေးကအတွက်ပိုက်ဆံပုံမတွက်ပေးနဲ့နော်ဦးလေးများကြီးစုံကျွန်တော်တိုင်းပြီးခင်ဗျားတို့မြေကခုနှစ်အေးကတောင်ရှိနေတယ်ခုနှစ်အေးကဟုတ်လားမင်းကပါဇက်ကထွက်ချင်ရထွက်ပြောနေတာပဲဒီလိုမြေကွက်လေးမှာဘယ်လိုလုပ်ခုနှစ်အေးကရှိရမှာလဲအားလုံးအပြင်မှာလက်တွေ့တိုင်းထားတာလေဒီညမိုးရွာနိုင်ချေရှိတယ်အရင်ဆုံးရိတ်သိမ်းပြီးတင်းထားမှစိတ်အချရဆုံးဖြစ်မယ်ယာတီဦးတို့နဲ့လာမချောင်းနဲ့တအီးကကိုဘလောက်လဲတာပြောတော့ဒီလိုလုပ်ပါ6အေးကပဲတွက်ပေးလိုက်ပါယာတီဦးတို့ကပြောင်းတော့မှကြုံတွေကိုအမြန်ဆုံးအိမ်ပြန်တယ်မှဖြစ်မယ်လူတိုင်းလဲစောင့်နေကြတယ်6အေးကဆိုလဲ6အေးကပေါ့ဒါပေမဲ့တေးချာတန်ရှင်းရိတ်ပေးတော့ကြုံတွေမဖြန့်ကျဲသွားစေနဲ့ခင်ဗျားမြေကလဲကျနေတဲ့နေရာရှိတယ်ကြုံတွေကပုံမှန်အားဖြင့်အလေလွင့်နေတော့ရှိတတ်တာပဲကျွန်တော်တက်နိုင်သမျှဖြည်းဖြည်းချင်းပဲရိတ်ပေးမယ်အလေလွင့်အကြောင်းလာမပြောနဲ့ဘာပဲဖြစ်ဖြစ်ကြုံတွေမဖြန့်ကျဲသွားစေနဲ့အရင်ဆုံးအပြေးလွှာရိတ်သိမ်းကြရအောင်